Okay ဒီနေ့တော့သိစင်တဲ့လေးစုချက်စားမှာဖြစ်ပါတယ်လိုက်ကြည့်အောင်နော်စားနေရင်ချက်ကိုဆေးမယ်နော်အမချက်ကိုဆိုတော့ဒါတွင်းနေပြီကဲခုတ်ပြီလာမိုက်တယ်ကွာဒီကတော့ဒူလည်းမသိဘူးနော်လေမြန်တယ်နော်လောင်းနေတယ်လုံနေတယ်ဒူလည်းတော့ဒီကဲအားကိုရင်300မှာဖြစ်ပါတယ်ထည့်လိုက်ပြီချစ်သူဆိုတော့ဒီနေ့တော့ထည့်လိုက်တယ်နော်ခဏဆိုမထည့်စားဘူးဒါပေမဲ့ဒီနေ့တော့ကျွန်တော်ထည့်လိုက်တာဟုတ်တယ်ကဲကိုစိနေပြီကဲတင်လိုက်ပါပြီဗျာဒီစီထည့်လိုက်ပြီဒီစီအဲ့ဒါလည်းချက်စားတာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ပူတောင်းအချင်းပြင်းနေမှာရှိတဲ့ဒီစီဖြစ်ပါတယ်တခြားဒေတာလို့ဆိုရင်ဒီလောက်ဘူးပေါ့နော်โอเคနော်ထည့်လိုက်ပြီချက်တာတို့နဲ့ချက်သားကိုဒီစီနဲ့အရင်တော့နည်းနည်းတခြားလေးချက်ပြီးမှအသားတွေနှုံးသွားနည်းနည်းနှုံးသွားမှရေထည့်ပြီးမှစားတာဖြစ်ပါတယ်ဒီစီဆိုတာကကျွန်တော်တို့ပြည်နယ်နဲ့ယူပြီးမှအစင်လောက်တာဖြစ်ပါစေအစင်ကိုယူပြီးမှလုပ်တဲ့ဒီစီဖြစ်ပါတယ်ဒါကတော့တကယ်အားဖြစ်စေတယ်ပေါ့နော်โอเคအခုလိုလက်ကြည့်ပြတဲ့ကျေးဇူးတင်ပါတယ်နောက်ကြလေ